Hello ကျွန်တော်ရဲ့မိတ်ဆွေ Trader မိတ်ဆွေများဗျာဒီနေ့မှာတော့ကျွန်တော်ဒေါ်လာ30နဲ့မှ3ဒေါ်လာကိုအမြတ်ရှာနိုင်ခဲ့ပါတယ်ဒီ33ဒေါ်လာအမြတ်ကိုကျွန်တော်ရှာဖို့ဘယ်လိုမျိုးရှေ့လန်းနေစတင်လန်းခဲ့လဲဆိုတာကိုကျွန်တော်ပြောပြပေးပါမယ်ဒီဒါကျွန်တော်အရင်ဦးဆုံးပေါ့နော် PNUD ဆိုတဲ့ပေါ့နော်အဲ့ဒီအထဲကိုကျွန်တော်ဝင်ပြီးတော့ကျွန်တော်ဒီသူ့ရဲ့လိုအပ်တဲ့ကျွန်တော်ရဲ့ကိုပိုင်ပေါ့နော်ကျွန်တော်ရဲ့ structure ကိုကျွန်တော်တိဆောက်လိုက်တယ်ဒီသူ့ရဲ့ဒီသွားနေပုံဟာဆိုလို့ရှိရင်ဒါ W ပုံစံလေးပေါ့နော်ဒီ W ပုံစံသွားတာလို့ကျွန်တော်ကသတ်မှတ်တယ်သတ်မှတ်ပြီးလို့ရှိရင်ဒီကောင်ဒီဟောဒီသူ့ရဲ့ဒီဥစ္စာကိုပေါ့နော်ပတန်အရဒီ trend line ကိုဖြတ်ပြီးတဲ့အခါမှာဒီကောင်ဒီattrant သွားမယ်ပေါ့နော် attrant သွားမယ်ဆိုပြီးတော့ကျွန်တော်ဒီနားမှာ long ဆိုပြီးတော့ကျွန်တော်ယူလိုက်တယ်သူ့ရဲ့ဒီ store လူကိုကြတော့ကျွန်တော်ဒီလောက်အထိထားလိုက်တယ်ပေါ့နော်သူ့ရဲ့ profess ကိုကြတော့ဒီပေါ့နော်ဒီသူနဲ့ကျွန်တော်ပြမယ်နော် sorry ခဏနေအောင်ဟုတ်ပြီသူ့ရဲ့ profess ကကြတော့ကျွန်တော်တကယ်တော့သူကတက်နိုင်တာဒီအထိတက်နိုင်တယ်ဗျဒါမေလို့ဒီကောင်ကသိပြီးတော့မယုံရတဲ့အခါကျတော့ကျွန်တော်ကဒီအနားမှာဒီနားလောက်ထိပဲကျွန်တော်အမြတ်ကိုယူလိုက်တယ်ကျွန်တော်မှာအရင်ကဒေါ်လာ100လောက်ရှိတယ်ပေါ့နော်ကျွန်တော်အဲ့ဒါကို30စားနဲ့ဒေါ်လာ100ရှိတယ်ဒေါ်လာ100ကိုကျွန်တော်30စားနဲ့ဒီ30စားနဲ့ဒီနားလေးကနေစားပြီးဒီလောက်ကလေးကိုကျွန်တော်လွှတ်လိုက်တဲ့အခါမှာကျွန်တော်ဒေါ်လာ30ရပါပါတယ်ခင်ဗျာတကယ်တော့ तू ကတက်နိုင်ရရှိတာကတော့ဒီအထိတက်နိုင်တယ်ဒီအထိလည်းတက်နိုင်တယ်ပေါ့နော်ဒီအထိတက်နိုင်တယ်ဒီအထိလည်းတက်နိုင်တက်သွားနိုင်တယ်ပေါ့နော်နောက်တစ်ခါကျွန်တော်ကပြန်ဆောင်ပြီးတော့ဒီအောက်ကို तू ပြန်ကြမဲ့ဥစ္စာကိုကျွန်တော်ပြန်စားအောင်မယ်ဗျအဲ့ဒါကိုကျွန်တော်စားပြီးတော့ထွေအောင်မယ်လေဒီလောက်ထိကိုဆိုရင်ဒါဒီကဆို W ပုံစံလေးပေါ့နော် W pattern နဲ့ကျွန်တော်ရခဲ့တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်